မျိုးသမီးဟာသူမဖခင်ရဲ့ဇာပနာကိုတက်ရောက်ဖို့မိခင်နိုင်ငံကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမတွေ့ချင်တယ်လို့ရင်ဆိုင်ဖို့လည်းကြောက်နေရတဲ့အမျိုးသားတစ်ယောက်နဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့ပါတယ်။သူဟာသူမရဲ့အမိခံမောင်နှံအကိုတဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့3နှစ်ကသူတို့နှစ်ဦးဟာမိဘတွေကွယ်ရာမှာတွေ့ဝက်တွေ့ခဲ့ကြတာပါသူတို့အကြောင်းကိုဖခင်ဖြစ်သူသိသွားတော့မယ့်အချိန်မှာအမျိုးသားကယုံကြည်မှုအပြည့်နဲ့ကဏ္ဍ3လုံးအထိနောက်ပြန်ရေးတွက်ခဲ့ပါတယ်။တကယ်ပဲဖခင်ဖြစ်သူဟာတစုံတစ်ယောက်ရဲ့ခေါ်ဆောင်မှုကြောင့်ထွက်သွားဒါခဲ့ရပါတယ်တကယ်တော့သူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုကတိတ်မတရာခဲ့ပါဘူးအမျိုးသမီးအသက်9နှစ်အရွယ်မှာဖခင်ဖြစ်သူကကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးအကိုလို့ခေါ်ခိုင်းခဲ့ပေမဲ့သူမကပြင်းပြင်းထန်ထန်ညှင်းဆန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကောင်လေးကသူမကိုလက်ကန်ပူဝါလေးကမ်းပေးပြီးသူ့နာမည်တိုင်းပဲခေါ်လို့ရကြောင်းပြောခဲ့ပါတယ်သူတို့အရွယ်ရောက်လာတဲ့အခါမှာတော့တယောက်ကိုတယောက်ချစ်မိသွားကြပါတယ်ဒါပေမဲ့အမျိုးသားရဲ့မိဘတွေတိတ်ဆုံးမှုဟာအမျိုးသမီးရဲ့ဖခင်နဲ့ဆက်နွယ်နေတာကြောင့်အမျိုးသားရဲ့အမတ်ဖြတ်သူကသူတို့ပတ်သက်မှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ဦးလမ်းခွဲခဲ့ရပြီးအမျိုးသမီးဟာဝမ်းနဲ့ကြေကွဲစွာနဲ့ပြပကိုထွက်ခွာသွားခဲ့ပါတယ်3နှစ်အကြာဇာပနာမှာသူတို့ပြန်ဆောင်ကြတဲ့အခါမှာတော့အမျိုးသားဟာသူ့ဖခင်ရဲ့ကုမ္ပဏီကိုဆက်ခံထားပြီးဖြစ်ပေမဲ့အမျိုးသမီးကတော့ဘာမှမရရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာဒုတိယဦးလေးဖြစ်သူကပိုင်ဆိုင်မှုတွေကိုသူစိတ်လက်ထဲမထည့်ဖို့လာပြောပေမဲ့အမျိုးသမီးကတော့စိတ်ဝင်စားပါဘူးသူမအခန်းထဲမှာအထုပ်ကိုတွေပြန်သိမ်းနေရင်ငငယ်ကလက်ကင်ပူဝါလေးကိုမတော်တဆပြန်တွေးမိပါတယ်အဲ့ဒီအချိန်မှာတငယ်ချင်းဖြစ်သူကဖုန်းဆက်ပြီးသူမကိုလိုက်နေတဲ့အမျိုးသားကစစ်ဆက်လက်စွပ်ဝဲထားကြောင်းပြောလာပါတယ်အမျိုးသမီးကတော့သူတို့ကြားမှာဘာပတ်သက်မှုမှမရှိဘူးလို့ညှင်းဆိုခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအမျိုးသမီးဟာပန်းဝတ်မုံနဲ့မတည့်လို့မေးလဲသွားချိန်မှာအဲ့ဒီလူကဆေးရုံကိုပို့ပေးခဲ့တာပါ။သူမကချမ်းသာတဲ့မိသားစုကမှန်သိသွားတဲ့အခါမှာတော့အဲ့ဒီလူကသူမရဲ့ရည်စားပါလို့လိန်ညာပြောဆိုခဲ့တာကြောင့်တငယ်ချင်းတွေကသူတို့နှစ်ဦးကိုချစ်သူတွေလို့ထင်နေကြတာဖြစ်ပါတယ်။ဇာပနာပြီးဆုံးသွားတဲ့အခါမွေးစားသားဖြစ်သူအမျိုးသားဟာအမျိုးသမီးရဲ့ဘေးနားမှာတစ်ချိန်လုံးရှိနေပေးခဲ့ပါတယ်။အဲ့ဒီနောက်သူမကိုလိုက်နေတဲ့လူကလာကြိုတဲ့အခါမှာတော့အမျိုးသမီးကအားလုံးကိုရှင်းရှင်းလင်းလင်းပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ကားပေါ်ရောက်တဲ့အခါအဲ့ဒီလူကအမွေတွေကိုဘယ်သူရတယ်လဲလို့ပဲတကောက်ကောက်မေးနေပါတယ်။အမျိုးသမီးကကုမ္ပဏီကိုသူမအကိုရသွားကြောင်းပြောပြတဲ့အခါသူကအကြီးကျယ်ဒေါသထွက်သွားပါတယ်။ဒါပေမဲ့သူမကစီမံခန့်ခွဲမှုတွေမတက်ကြောင်းရှင်းပြတဲ့အခါမှာသူကစကားလမ်းကြောင်းလွှဲပြီးသူမကိုအရင်လက်ထပ်ဖို့ကြံစီပါတော့တယ်အမျိုးသားရဲ့လက်ထောက်ကအမျိုးသမီးဟာအဆိုပါလူရဲ့လက်ထက်ခွင့်တောင်းခြင်းကိုခံရတော့မယ့်အကြောင်းသတင်းပေးတဲ့အခါအမျိုးသားကချက်ချင်းပဲသူတို့နောက်ကိုလိုက်သွားပါတယ်။အဲ့ဒီလူကအမျိုးသမီးကိုစားတောက်ဆိုင်တစ်ခုကိုခေါ်သွားပြီးသူမမှာပန်းဝတ်မုံမတဲတဲ့ယောဂရှိတာကိုမေ့လျော့ကပန်းစီကြီးနဲ့လက်ထက်ခွင့်တောင်းပါတယ်။သူကလက်စွပ်ဘူးကိုဖွင့်လိုက်တဲ့အချိန်မှာပဲအမျိုးသားကအချိန်မီရောက်ရှိလာပြီးတားဆီးလိုက်ပါတော့တယ်။